video မစခင် channel ကို like and subscribe လေးနဲ့အားပေးခဲ့ပါဦး ကမ္ဘာထူးခြားစံပြတရားစရာကောင်းတဲ့ရေကူးကန်များဒီဗီဒီယိုမှာတော့မြေပြင်ထက်ပြီး650အမြင့်မှာချိတ်ဆွဲထားတဲ့ရေကူးကန်မိချောင်းတွေအပြည့်နဲ့ရေကူးကန်နဲ့အစုံမရှိနှက်ဆိုင်လာတဲ့နံပါတ်3ရေကူးကန်တို့အကြောင်းကိုကြည့်ရှုရမှာပါ The Pulpit Rock ရေကူးကန် Norway အစောဆုံးအနေနဲ့ Pulpit Rock ရေကူးကန်ကနေစလိုက်ရအောင်ဒါဟာကမ္ဘာအမိုက်ဆုံးရေကူးကန်ဒီဇိုင်းဖြစ်မှာတေချာပေမဲ့ကံကောင်းတာတစ်ခုကဒါဟာခုထိတော့ဒီဇိုင်းစင်ပဲရှိပါသေးတယ်အင်ဂျင်နီယာတွေကနော်ဝေးနိုင်ငံကပေး2000ခန့်မြင့်နဲ့မဆောက်တဲ့ကြောက်ဆောင်ကြီးပေါ်မှာတိစောက်ဖို့စီစဉ်နေတာပါရေကူးကန်ကိုကျိုးတွေနဲ့ချိတ်ဆွဲထားတဲ့ပုံစံမျိုးဖြစ်ပြီးတပိုလုံးကိုမှန်တွေနဲ့ပဲလှုပ်ထားမှာဖြစ်လို့ရေကူးရင်ပတ်ဝန်းကျင်အလှကိုတဝကြီးခံစားနိုင်မှာပါဒီနေရာကငကိုကလေးကနာမည်ကြီးခီးသွားနေရတစ်ခုဖြစ်လို့ဒီလိုအသေးရစရာရေကူးကန်ကြီးထဲမှာတင်ရောစင်ကူရဲပါမလားဆိုတာမှန်းခဲ့ကြပါဦးနှစ် Marina Bay Sands စင်ကာပူက Marina Bay Sands ဟာအထက်58ထက်အမြင့်ပေ650မှာရှိပြီးရေကာလန်ပေါင်း3သိန်းခွဲကျော်ဆန့်ပါတယ်ဒီရေကူးကန်ရဲ့ထူးခြားချက်ကဘေးမှာတန်တိုင်းတွေမရှိပဲရေစီးမြောင်းလေးပဲရှိတာပါဒါကြောင့်ပူးရင်းနဲ့အစွန်းရောက်သွားရင်အောက်ကိုပြုတ်ကျတော့မလို့အမြင်အာရုံကိုလှည့်စားထားတာမို့တကယ်ကိုထိတ်လန့်ဖွယ်ကောင်းလာပါတယ်3ညမော33ဘယ်ဂျီယန်ကမ္ဘာအနက်ဆုံးမိုးလုံလေးလုံးရေပူးကန်ဖြစ်လူသိများပြီး173ပေအထိနှက်ပါတယ်ရေငုံသမားတွေလေ့ကျင့်ဖို့အတွက်အကြီးအသုံးတာပါတွင်းထဲမှာတိုင်ကူတွေဥမင်တွေနဲ့အမောင်တုတွေရှိလို့အချင်းကျက်ကြောက်တဲ့သူ claustrophobic တွေအတွက်တော့မသင့်တော်ပါဘူးBig of Samway Blood Pool ထိုင်းတွေးတွေနဲ့ပြည့်နေတဲ့ရေကူးကန်ထဲမှာကူးကျင်ပါသလားတကယ်တော့ဒါဟာလိမ္မော်ရောင်ဝါရောင်နဲ့အနီရောင်ကြွေပြားတွေကိုအသုံးပြုပြီးဖန်တီးထားတဲ့အမြင်အာရုံလှည့်စားမှုတစ်ခုပဲဖြစ်ပါတယ်ဧည့်သည်တွေကိုခြောက်လန့်မှုအတွက်တော့အကောင်းဆုံးဒီဇိုင်းတစ်ခုပဲဖြစ်ပါတယ်ငါခေါ်ကောက်ကောက်ဩစတြေးလျဒါကိုတော့တေမင်းလောင်အိမ်လို့လည်းခေါ်ပါတယ်တင့်ကိုမှန်လောင်အိမ်ထဲထည့်ပြီးရေငန်မိချောင်းကြီးတွေရှိတဲ့ရေကန်ထဲကိုချပေးမှာပါမိချောင်းတွေပို့ပြီးဒေါသထွက်လာအောင်လောင်အိမ်သားမှာအသားတုံးတွေချိတ်ပေးထားပါသေးတယ်တကယ်တော့ဒါဟာလုံးဝကိုဘေးကင်းလုံခြုံတဲ့အတွေ့အကြုံတစ်ခုပါပဲဆောက်စတီတန်MSC Garden ကရေကူးကန်မှာတိုင်းနေလို့ချက်မှာပေ80ကျော်ချင်းဆွဲထားတာအောက်ခြေကိုဒီဘက်မှာစံတန်နေလို့တော့ဓာတ်မပါဘူးကဒီရေကူးကန်အမေရိကန်မှာတော့မိုင်းမောင်းမှာညဒီလိုတဲ့ဆက်ပါနေတာThe Solo Luxury Lodge, Tanzania. Sinwe Mita Rine, Oyan Reason Mini Jama, Ibuya Blue Tanzania Machine, the Bantis and Maro, Sinwe got the Bimari, Nila Tamira, Junamama, Tamime, Itayamaka, they sent their money, Kabu Bine, Kai and Mama Machine. Market Sport Tower, Houston. ဒီရေကူးကန်ကတော့အဆောက်အုံရဲ့အဆုံးကနေ10ပေလောက်အပြင်ကိုထွက်နေတာပါပြီး900အမြင့်ကနေအောက်ကလမ်းလျှောက်နေတဲ့သူတွေကိုမှန်အောက်ကနေမြင်နေရမှာပါရှစ်လက်မအထူရှိတဲ့ crime limit နဲ့လောက်ထားတာမို့ကျိုးသွားမှာကိုတော့စိတ်ပူစရာမလိုပါဘူး Woolhagen Garden Pool, Bali. ဘာလီကျွန်းကတောအုပ်ကြီးထဲမှာရှိတဲ့ဒီဟိုတယ်မှာရေကူးကန်ပေါင်း38ခုရှိပါတယ်။တဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်အောင်တိစောက်ထားပြီးတညကိုဒေါ်လာ800ဝန်းကျင်ကျတင်ပါတယ်။ရေကူးကန်တွေကတစ်ခုပေါ်တစ်ခုထက်နေတယ်လို့မျိုးလှပတဲ့ဒီဇိုင်းတွေပါ။ The Savage Bali အိန္ဒိယသမု
ုတ်တရားပေါ်ကနေစီးမိုးကြည့်နိုင်တဲ့ကမ်းပါရန်ရေကူးကန်တစ်ခုပါပင်လယ်ရေမျက်နှာပြင်ထက်932ပေအမြင့်မှာရှိပြီးမှန်လျံတွေကြောင့်သမုဒ္ဒရာကြီးရဲ့အပေါ်မှာအန္တရာယ်အားရစေပါဒီနေ့အတွက်တော့ဒီလောက်ပါပဲအဆုံးကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်